တော့ပြုံးသမီးလူမှတော့တန်းဝင်မိသားစုများကမိမိရင်၌ဖြစ်သောသာယရဏသူဘာရင်၌ဖြစ်သောသာယရဏတို့ကိုဗုဒ္ဓမြတ်စွာသာသနာတော်တွင်သို့ရှိပါပရိက္ခရာဆောင်ရင်တော်ဖြင့်ရှင်ရန်ဘောင်ရောက်သူပြည့်ချီကြောင်းယံအရှိပြုနာတာလူတော်မင်္ဂလာကုသိုလ်ကောင်းမှုပြုလုပ်ရာယခုခါ၌တကဘာလုံးတွင်မင်္ဂလာအရှိဆုံးဖြစ်သောဘုရားယတနာတရားယတနာသာကာယတနာဒီကုသိုလ်ယတနာမြတ်သုံးပါးဆရာသမားတို့အားယုတိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ပူဇော်မှန်လျှော့ကြောကြရသောကုသိုလ်တပ္ပနာမကုသိုလ်ကံစေရနာဘုရားမြတ်တော်ရာသားတော်သံဃာတော်ရှင်သူမြတ်တို့ကလုံးဝမြတ်သောဆွမ်းအာဟာရမြတ်ဒါနနဲ့သင်္ဃာအစရှိသောလူဝဲဝုဒ္ဓအစုစုတို့ကိုဆက်ကတုဒ္ဒပူဇော်ရရောက်ကောင်းမြတ်သောဒါနကုသိုလ်ကံစေရနာတရဏဂုံသုံးပါးနှင့်တကဝငါးပါးသောသီလတော်မြတ်တို့ကိုခံယူဆောက်တည်ပြည့်သုံးရသောကောင်းမြတ်သောသီလကုသိုလ်ကံစေရနာဘုရားရှင်တို့ကမှတော်ပေါ်၍ဟောတော်မူသောအန္တရာယ်ကင်းစီဝါဥစ္စာတို့သက်ကျွတ်တဲ့မေတ္တာတော်တရားတော်မြတ်ကိုရာတိပြုနာယူရာကြောင့်ကောင်းမြတ်သောဓမ္မတော်ဝနာဘာဝနာကုသိုလ်ကံစေရနာဖြာဖြာတို့ကြောင့်အနိဋ္ဌဝေဒံဓမ္မအတိတ်ဘောရတိမိညာကုန်ကြီးဖြစ်၍ရွှေငွေစိတ်ပြောက်ထိတ်တောက်အေးရန်ဘေးမတမ်းပဲအမြဲတမ်းရှင်ရာဘဝမြောက်ကြပြီးဘုမနာမတရားဖြစ်သောနိဗ္ဗာန်တရားတော်မြတ်ကိုကိုယ်ဒီကိုယ်ငါရလွယ်ရောက်လွယ်မြတ်မောင်ပြုလွယ်နေကြတဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေအာဂန္တိဣတရဏိနာသဟာနောတဟံကတဝါဒီလံဒေတာဒေဗံဒေဒုတိယမိတတိယမိဒီလံဒေတာဒေဗံဒေရမဟဝဒာမိတဝဒေတာ